这牛，对喏，啊也拍背包。ယေရှုကမာတာသင်ဒီများစွာသောအမှုတွေကျူးနေပြီးနောက်ဆက်ခြင်းကိုခံရ၏လိုသောအရာတစ်ခုရှိမာရိမူကကောင်းသောအဖို့ကိုယူပြီးသောအဖို့ကိုအလေးများနှုတ်ပြရာโอเคကျွန်တော်ကအလုပ်တစ်ခုရှိတယ်အိမ်မှာယေရှုခရစ်တော်ရောက်လာတဲ့အချိန်မှာမာရိနဲ့မာသညီကိုညီအမနှစ်ယောက်ကတယောက်ကအလုပ်လုပ်ပြီးတော့တယောက်ကယေရှုစကားပဲနားထောင်တယ်အလုပ်လုပ်တာမကောင်းတာမဟုတ်ဘူးကောင်းတယ်စကားနားထောင်တာလည်းမကောင်းတာမဟုတ်ဘူးဒါပေမဲ့ယေရှုသူ့ရဲ့အမကမာသကကူညီဖို့ရန်အတွက်သူ့ညီမကိုယေရှုခရစ်တော်ကိုညွှန်းပြီးတော့ယေရှုခရစ်တော်ကူညီဖို့ရန်အတွက်သူညီမကူညီဖို့ရတဲ့ယေရှုခရစ်တော်ကိုပြောပြတာဖြစ်တယ်အဲ့ချိန်မှာယေရှုခရစ်တော်ကပြောလဲဆိုရင်မာရိကတဲ့လူတွေရွေးနှုတ်လို့မရတဲ့အရာသူ့ရှိမှရသွားပြီတဲ့အဲ့ကြောင့်တင်ကပင်ပန်းတဲ့အရာကိုပဲရွေးတာဖြစ်တဲ့အတွက်ကျွန်တော်လူတွေရွေးနှုတ်လို့မရဘူးဆိုတဲ့အရာကကျွန်တော်ကိုခရစ်တော်ရထားတာဖြစ်တယ်ဟာလေလုယာကျွန်တော်ရှိမှအားလုံးစီးဆိုင်ဥစ္စာတွေကျွန်တော်လူတွေကလွတ်ယူလို့ရတယ်ဒါပေမဲ့ကျွန်တော်အထဲမှာရှိတဲ့ဖရားရသွားတဲ့အခါဘယ်သူမှလွတ်လို့မရဘူးဟာလေလုယာဒါဒီခေတ်မှာရှိတာဖြစ်တယ်ဂျေဇုတော်ဒီဂျေဇုတော်ကိုမသိတဲ့အခါမှာအလုပ်ပဲကြိုးစားချင်တယ်လေအလုပ်မလုပ်ဘူးမဟုတ်ဘူးလုပ်မယ်ဒီအလုပ်ကမာသကယေရှုခရစ်တော်ရောက်ပြီလေကြိုးစားစရာမလိုဘူးကျွန်တော်ကောင်းတာဖြစ်ဖို့ရအတွက်ကောင်းတာရောက်နိုင်ဖို့ရအတွက်ကျွန်တော်တစ်ခါလေစူးစမ်းတယ်မာတာကဲတော့ပဲဘယ်လိုနည်းနဲ့ရမလဲဆိုအမျိုးနဲ့စူးစမ်းတယ်လူတွေအတွက်ဝမ်းမြောက်စာဖြစ်ဖို့လူတွေကိုဖြစ်စေချင်တဲ့အရာလုပ်ဖို့ရအတွက်မလုပ်လဲဆိုရင်အလုပ်ပဲစူးစမ်းတယ်အလုပ်နဲ့ကျွန်တော်ဘဝကိုတိဆောက်နိုင်ဘူးဒါပေမဲ့ယေရှုပြောတာကသူကကောင်းတဲ့အရာရွေးသွားပြီဘာကြောင့်လဲဆိုရင်သဘောပေါက်သွားတာကျွန်တော်တခုပြောပြမယ်ဘာသဘောပေါက်သွားတယ်လဲဆိုရင်ဆာလန်23အလွတ်ရလားရတယ်နော်ကိုဝင်းရွှေလည်းရတယ်နော်နတ်နာလည်းရတယ်မနီကတော့တိတ်မရသေးဘူးနော်ရခါနေပြီသူလည်းဆိုတော့ဆက်ဦးမြောင်ရလားမရဘူးဆာလန်23ရလားမရသေးဘူးနော်ရခါနေသူလည်းတော့မကြခင်ရတော့ဆိုတော့ဆာလန်23ကိုသဘောအလွတ်ရတယ်အလွတ်ရပေမဲ့သဘောမပေါက်ယေရှုခရစ်တော်ကမာရိနဲ့မာသအိမ်မှာအတူရောက်လာပေမဲ့သဘောပေါက်တော့တာဘာလို့လဲမာရိဖြစ်တယ်ဆိုဆာလန်23ကိုအလွတ်ရပေမဲ့သဘောမပေါက်နိုင်ဘူးနော်ဒါပေမဲ့ကျွန်တော်ဘိခရက်နေ့မှာကျွန်တော်သဘောပေါက်သွားတာကထာဝရဘုရားဒီငါဤတိုးထင်းဖြစ်တော်မူငါဒီရှင်းရဲမခံရဆိုတော့လေကျွန်တော်သဘောပေါက်သွားတာငါမရှင်းရဘူးတကယ်ချမ်းသာတဲ့လူပဲသဘောပေါက်သွားတာဖြစ်တယ်ဟာလေလုယာအလက်ရတာတဲ့ဒီအရာတစ်ခုသဘောပေါက်တာဖြစ်တယ်မာတကထုံနေတူဆိုပဲကျွန်တော်သဘောပေါက်တဲ့ဟာကိုလေခမရတော့ပေးလို့မရဘူးပြောပြလို့ပဲရတယ်ဒါပေမဲ့ကျွန်တော်ပြောရင်လည်းမင်းသဘောပေါက်သွားတယ်ဆိုရင်ဘယ်သူမှနှုတ်ယူလို့မရဘူးဟာလေလုယာအဲ့ဒါပတ်စံပေးလို့မဟုတ်ဘူးကျူးစားလို့မဟုတ်ဘူးအလကားပေးတဲ့ဖခင်ပေးတဲ့အရာကိုသဘောပေါက်သွားတာဖြစ်တယ်ဟာလေလုယာကိုယ်ဆိုတစ်ချက်လာပါခဏလာပါသူအိမ်လိုက်ပါဆိုကိုဝင်းဆွေကားတဲ့သူကသူတို့အိမ်မှာကျွန်တော်တို့ကသွားတဲ့အချိန်မှာနတ်နာနဲ့စကားပြောနေကျွန်တော်ဟာတဲ့ဘောလုံးရှုရလာတယ်တဲ့သူ့ကိုမကြည့်ဘူးကျွန်တော်ဒီဘာလဲမသိကျွန်တော်လှုပ်နေတော့နောက်ဆိုမှရှင်းပြတာပေါ့သူကျွန်တော်ဟာတဲ့ဘောလုံးရှုရတယ်တဲ့ကိုရှိတခါမှဘောလုံးကန်လည်းမတွေ့ပါဘူးဒါပေမဲ့ရှုရတယ်ဆိုတော့ကျွန်တော်လည်းနားထောင်ပြီးတော့တပ်ပြောပြတယ်ကျွန်တော်ကဒီလိုရတာတဲ့တပ်ဘောလုံးကန်လို့မဟုတ်ဘဲနဲ့
စုဆိုတာကံမရတယ်နော်တော်မရတာနော်စုတစိတ်ဆိုတာနော်ဘုံလုံးမကန်လဲဘယ်သူမှမရဘူးလေအပြေးပြန်ဘလောက်ထိတစ်ခါပဲမဟုတ်ဘူးလေ့ကျင့်တဲ့တစ်ခါရတာမဟုတ်ဘူးအမြဲတမ်းလေ့ကျင့်မှစုရတာ哦သူကမဟုတ်ဘူးတဲ့နတ်နာဆရာမရှိတော့ကျွန်တော်လည်းစိတ်ဝင်စားတာပေါ့နတ်နာရင်ဒီမှာကျွန်တော်ကလည်းစုရထားတဲ့တစိတ်ပါညာပြထားတော့မဟုတ်ဘူးတဲ့သူကကိုင်းထဲမှာရောက်ပြီးတော့တဲ့ဘသူကိုမှပေးစာမရှိတော့သူ့အဲ့ဒီစုပေးလိုက်တာတဲ့โอเคကျေးဇူးများတင်ပါတယ်ကျွန်တော်ကဘာပြောပြချင်တယ်လဲဆိုရင်သူပြင်မန်းတလားဘာတခုမှမပြင်ပန်းဘူးသူတခုခုပေးဆက်တလားဘာတခုမှမပေးဆက်ဘူးကိုင်းထဲမှာရောက်တာနဲ့သူမြတ်ဘယ်လောက်စူးစမ်းနေပူဒီမှာပြေးနေရတဲ့အချိန်မှာသူအလာခါရအိမ်မှာထိတ်ထားတယ်သူကခုလေးရှိသေးလားတော့မသိပါဘူးမရောက်တော့ကြာပဲဆိုတော့ကျေးဇူးတော်ဆိုတာလေဘာတခုမှစူးစမ်းတာမဟုတ်ဘူးယေရှုခရစ်တော်ကကျွန်တော်ကိုလက်ဝါးကားတဲ့ပုံမှာအသေးခံပြီးရှင်ပြန်ထမြောက်ချက်ယုံတဲ့လူကကောင်းကင်နိုင်ငံဆိုတော့တင်ရပေးသားဖြစ်တယ်ဟာလေလုယာသူယုံဖို့ပဲမိစူးစမ်းဖို့မဟုတ်ကျွန်တော်တို့စူးစမ်းဖို့မဟုတ်ဘူး2 Corinthians chapter 6နဲ့verse 2ကိုကျွန်တော်တစ်ချက်ဖတ်ပေးပါဦး။ Corinthians ဒုတိယစာဆောင်အခန်းကျ6ပိုက်ငယ်2ကိုဖတ်ပေးပါအသေးချင်းရှားခြင်းနဲ့ချုပ်ချခြင်းချီးမွမ်းခြင်းနဲ့ပေးခြင်းကိုခံသဖြင့်တော့လေးစားသောစိတ်ကိုမဟုတ်ဘူးတဲ့2 Corinthians နော် chapter 6ခက်ငယ်2ဟုတ်ရတဲ့ကိုချက်ကူကဒီသက်ွယ်တော့အချိန်၌သင်စကားကိုငါနားထောင်ပြီးကေတီယန်နေ့ရက်ကာလ၌သင်ကိုငါမသတိပူဇာဒီနေ့အညီယခုပင်နေ့သက်ွယ်တော့အချိန်ရှိ၏ယခုပင်ကေတီယန်နေ့ရက်ကာလရှိ၏အာမင်ဟာလေလုယာဆိုတော့ဒီမှာရပြီကေတီယန်နေ့ရက်ကအခုချိန်ဖြစ်တယ်ဟာလေလုယာတင်ဘဝကအပြောင်းလဲဖြစ်ဖို့ဒီနေရာမှာရောက်လာတယ်ဆိုတာကယေရှုခရစ်တော်ရောက်လာတယ်ဆိုတာကတင်ကကိုစူးစမ်းဖို့မဟုတ်တော့သူ့ယုံပဲဟာလေလုယာယုံမှပဲတင်စူးစမ်းနေတဲ့အရာအားလုံးကအခုနမာရိဘာပြောလို့ဆိုရင်ကန်ဆိုးသွားပြီနော်ဒီလိုဘာဒီလောက်စူးစမ်းခဲ့တာယေရှုကကောင်းတယ်လို့မပြောမာရိကဘာတခုမှအလုံးမလုပ်ဘူးသူရှိမှာတဲ့လူတွေရွေးနှောက်လို့မရတဲ့အရာသူရသွားပြီဒီနေ့ကျွန်တော်တို့ဘလောက်ပဲစူးစမ်းကောင်းတဲ့အရာမဖြစ်လာဘူးဘယ်တော့မှကောင်းတာကိုကျွန်တော်မဖြစ်နိုင်ဘူးဆိုတော့နောက်တစ်ခုကျမ်းစာတစ်ခုဖတ်ချင်တယ်ထပ်မြောက်ရအခန်းကြီး15ထမြောက်ရအခန်းကြီး15အပိုက်ငယ်20နဲ့sorry ကတော့ထမြောက်ရအခန်းကြီး15ရဲ့โอเค24ကိုဖတ်ပေးလို့ရလားဟုတ်တယ်24 25ဖတ်ပေးကြည့်ပါတို့ဒီမောရှိကိုအပြစ်တင်၍ဤတန်းရဲ့အပေတို့တောက်ရပါမည်ဟုဆိုကြ၏မောရှိသည်သာရဗျာအားဟောသည်၍သာရဗျာသည်ပြစ်တင်ခြင်းကိုကြတော်မူသည်ကိုအလေးကိုရေထဲသို့ချပြီးရေသည်ချိုလေသည်โอเค26လည်းဖတ်ပေးပါကိုအရန်တိုင်းလူတို့ကိုစုံစမ်း၍ โอเคရပြီ25ဆိုရပြီโอเค sorry โอเคကျေးဇူးတင်ပါတယ်မောရှေကလူ6သိန်းကျော်နေပါကလေးသူငယ်အားလုံးပေါ့မယ်10သိန်းကျော်ရှိတယ်ဒီလူတွေကရင်ငက်ပြီးတော့တည်တော့မယ်လက်တော့မဆောက်နိုင်ဘူး
ဒီလောက်အဝေးဒီလောက်လူအများကြီးကိုဒါပေမဲ့အဲ့ဒီအခါမှာသူတို့ကဣသရေလလူမျိုးတွေကဘသူအပြစ်တင်လဲဆိုရင်မောရှေကအပြစ်တင်တာဖြစ်တယ်တင်ခေါ်လာလို့ကျွန်တော်ရောက်လာတယ်ဆိုပြီးတော့အပြစ်တင်တယ်အပြစ်တင်တဲ့အခါမှာကောင်းဆောင်လဲဖယားရှင်ကပြန်ဆူတောင်းတယ်ဒီလူတွေအပြစ်တင်နေပြီအဲ့ဒါကြောင့်ရေပေးပါလို့ပြောတယ်အဲ့ဒီချိန်မှာကျွန်တော်ဆက်ဖက်မယ်ဆိုရင်ဘာတွေ့ရလဲဆိုရင်တစ်ပင်ခုတ်ပြီးတော့တဲ့ရေတော့တွေ့တယ်ရေအရန်ခါတယ်ကျွန်တော်တခါတလေမှာကျွန်တော်ဘယ်အရာတွေ့တတ်တယ်လဲဆိုတော့ကောင်းတဲ့အရာရှာရင်ရှာရင်နဲ့ဘာတွေ့တတ်တယ်လဲခါတဲ့အရာကိုတွေ့တတ်တယ်ကျွန်တော်စူးစမ်းရင်နဲ့ပို့ပြီးတော့ပို့ရှုပ်တတ်တယ်အလောက်စူးစမ်းရင်နဲ့မကောင်းတာဖြစ်တတ်တယ်ကျွန်တော်ကောင်းတဲ့ဟာကိုစူးစမ်းရင်နဲ့ကျွန်တော်တစ်ခေါက်ပြောပြီးတင်တယ်ကျွန်တော်ဥမာလေးနဲ့လူတစ်ယောက်ကကျွန်တော်အလုပ်ထက်မှာကျွန်တော်မုံကျွေးတယ်ပါတထုပ်ကလုံးစားသူ့စီကနင်းစီကပေးတဲ့ဟာလေငါပဲသူစားမှမရှိတော့ဘူးလေကျွန်တော်တက်တထုပ်ရဲ့သူ့တက်တထုပ်ဝေလာတာတဲ့အဲ့ကြောင့်ကျွန်တော်ကျွေးတာဆိုတော့โอเคအဲ့ဒါမင်းအတွက်ရောပေးလိုက်မင်းစားမယ့်ဟာလည်းကျွန်တော်ပေးလိုက်တောင်းလိုက်နောက်တစ်ခုအိမ်မှာကလေးတွေရှိတယ်နောက်တစ်ထုပ်မရှိဘူးလားဆိုတော့အပါဘူးလေညနာမကောင်းတော့ဘူးလေအခုနကကောင်းတာ तू ပေးရမဟုတ်ဘူးလားပေးချင်တာလေစေတနာနဲ့ဒါပေမဲ့ပို့ပြီးတော့သူ့စမှာတောင်းတဲ့အခါမှာကုသိုလ်လုပ်ပေမဲ့ကုသိုလ်ဆိုတာကုသိုလ်ကငရေကတပိတ်တာဖြစ်သွားအဲ့ဒါထားလိုက်ဘာပြောပြချင်လဲဆိုကျွန်တော်သူများကိုစူးစမ်းရင်နဲ့ပေးနဲ့အကျွေးပေးဘူးလားပြန်တောင်းတာကတော့မပြောနဲ့တော့အဆောင်က9000ပေးတယ်တောင်းတဲ့အခါကျအိုးစီလာနေငယ်စီလာပြောတယ်မလားဒါပေမဲ့ပြန်တောင်းလာတဲ့အချိန်မှာပြောလို့ဆိုဒီ9000လေးများဒီလောက်တော့တောင်းရသလားနော်မလိမ်ဘူးနော်ကောင်းတာလှုပ်ရင်လှုပ်နဲ့နောက်ဆုံးကြတော့မစ်ရွှေပါဖြစ်သွားအဲကြောင့်ပတ်စံရှိမှသူများကိုချီးပါရှိမှမဟုတ်ပြောပြရရင်ရှိမှဆိုတာအလကားပေးနိုင်မှချီးပါမဟုတ်ရင်မိတ်ဆွေပဲပြတ်တယ်မျက်နာတောင်မှမစင်ဘာလဲမင်းဆိုင်ရေးဘူးဆိုတော့ဒါထားလိုက်ကျွန်တော်ကောင်းတာလုပ်ရင်းနဲ့ရီော်တော့တွေ့တယ်ဒါပေမဲ့တောက်လို့မရဘူးကျွန်တော်ကောင်းတာလုပ်တဲ့အရာအားလုံးကမာရိယာဒီလောက်ထိပင်မပြီးတော့ကျွေးဖို့လုပ်ခဲ့တာမြက်ကောင်းတဲ့အရာမဟုတ်ဘူးတဲ့မာရိယာဒီမှာလကားထိုင်ပြီးတော့သူရသွားပြီတဲ့ကျွန်တော်တခါလေမှကြိုးစားခဲ့တဲ့အရာအလုံးကကောင်းတယ်လို့ထင်ပေမဲ့ဖခင်ကမကောင်းဘူးပြောတယ်ဒီမှာချီမောချင်းကိုချင်းအများကြီးလုပ်တယ်ဒါပေမဲ့ဖခင်ကနာညင်းတယ်တဲ့ဖခင်ကိုကိုတန်ဆက်ကပ်ပြီးတော့ဆုတောင်းတာမဟုတ်ဘဲနဲ့အလကားဒီမှာတည်နာညင်းတယ်လို့ပြောတယ်တခါလေပါလေတီးရမကောင်းတာမဟုတ်ဘူးနော်ကောင်းတယ်ဒါပေမဲ့ငါ့ဘအာယုံမပြုတ်ဘဲနဲ့ချီမောနာကိုရဒီခက်တာတွေနာညင်းတယ်လို့ပြောတယ်ယေရှုခရစ်တော်နဲ့အတူလာခဲ့တဲ့သူ့ရဲ့မိဘတွေယေရှုခရစ်တော်မရှိတော့စိတ်ပူပန်ရတယ်ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာမှာလေတခါတလေမှာကျွန်တော်လူချင်တဲ့ရေအားဣသရေလလူမျိုးရေရှာတယ်တွေ့ပြီတွေ့တော့လေဗာလဲခါတယ်နော်ကျွန်တော်ကြိုးစားခဲ့တဲ့အရာအားလုံးတခါလေကောင်းတာတခုမှမရှိဘူးဒါပေမဲ့ကျွန်တော်မကြိုးစားဘဲနဲ့ဖခင်ရဲ့နှုတ်ကပတ်တော်ခုနဆာလ23မှာငါဒီရှိရမခံရဆိုတဲ့နှလုံးသားကိုရပြီးတော့လေဟာအင်ဂျီကကောင်းတာဖြစ်ကောင်းဖြစ်လိမ့်မကောင်းတာဖြစ်ဒါပေမဲ့အထဲမှာငါတော်ချမ်းသာတာပဲငါချမ်းသာတယ်လို့ပဲငါကြွေသွားတယ်လို့ပဲအထဲမှာရသွားတာဖြစ်တယ်ဟာလေလုယာထိုနေ့သူစားဒီမှာရှိတော့ရောက်စတယ်လည်းရပါစေ
ကျွန်တော်ကြိုးစားလို့ရတာမဟုတ်ဘူးဆာလန်23ချက်ပွင့်ရအတွက်လေအိတ်တောင်ငိုက်တာကိုစွန်းတို့ကညံကောင်းတယ်ချက်ချက်ရနိုင်တယ်ကျွန်တော်တို့ကလည်းအတကုံချက်မရအောင်ဆာလန်60တက်အခုမရတော့ရတယ်နော်ဟောမေ့နေပြီတဲ့သူလည်းထင်တာပဲအေးနည်းနည်းပါပါအလွတ်ရဖို့ကတော့ကြက်လိုက်ရသေးတယ်ဒါပေမဲ့ဖရားရဲ့နှုတ်ကပတ်တော်ပေါက်သွားဖို့ဆိုတာအရန်ခက်တယ်နော်ဦးလေးတော့ခရက်ကြာသွားပြီသူလေဒါပေမဲ့ပေါက်ဆိုတာသူပဲသိလိုက်ဆာလန်23ကိုကျွန်တော်ပေါက်တယ်ဆိုတာကျွန်တော်မမြင်ဘူးဒါပေမဲ့ကျွန်တော်ရဲ့အထဲမှာမြင်နေတာဖြစ်တယ်ဟာလေလုယာဖရားကကျွန်တော်ကိုမြင်နေတယ်ထိုနည်းသူဆိုတာဒီနေ့ဣတိလလူမျိုးဒီလောက်ပင်မဲခဲ့တဲ့ရေကိုတွေ့တဲ့အခါမှာမရဘူးခါရဟာပဲတွေ့တယ်ဒါပေမဲ့မောရှေကဖျားတကယ်မောရှေပါပြောတစ်ပင်ခုတ်ပြီးတော့တဲ့ရေထဲမှာချလိုက်ပါတယ်ဘာဆိုင်လဲဘာမှမဆိုင်ဘူးတော့တခါလေဖျားရဲ့အကြံစီဆိုတခါလေဘာမှမဆိုင်တဲ့အရာလောက်တတ်တယ်ကျွန်တော်တို့ကိုလေရေထဲမှာချတာတဲ့ရေအားချိုလူတိမ်ပေါင်းမြောက်များစွာတောက်လို့ရောက်သွားတာတစ်ပင်ပဲချတာအဲ့တော့တခါလေယေရှုခရစ်တော်ကလက်ဝါးကားတဲ့မှာအသေးခံပြီး3ရက်မြောက်တော့နေမှာရှင်ရထမြက်ခဲ့ယေရှုခရစ်တော်ကိုယုံကြည်ပြီးတော့ကောင်းကင်နိုင်ငံရောက်တယ်ဆိုတာဘာတခါလေမှမြင်သလားဒါကိုအတွေ့ပဲဖြစ်တယ်ဒါပေမဲ့ခုနကကြည့်လေယေရှုခရစ်တော်ဒီမောရှေကတစ်ပင်ကိုခောက်ပြီးတော့ဒီမှာရေထဲမှာတခါလေးချလိုက်တယ်တခါလေးအားလုံးဘယ်နေရာရေပဲတောက်တဲ့ချို့ရလေဖယားရဲ့ဂျေဇုတော်အောက်မှာနေတဲ့အခါမှာလေအရာတော့ဆင်ပြေနေတာဖြစ်တယ်အရာရာမှာကိုတော်ရဲ့မျက်နှာတော့စုံလေလားကိုတော်ရဲ့မျက်မှောက်မတော့အိမ်မှာနနာရှူတော့တချင်အလွတ်မရဘူးနော်ပြောဆိုတော့နော်လွတ်ရဘယ်လိုလုပ်လဲဟုတ်တယ်အလွတ်ရမှကျွန်တော်ဖယားနဲ့ထိတွေ့နိုင်တယ်နော်ကျမ်းစာလည်းတစ်ခါလေးမှကျမ်းစာဖတ်မှာပဲကျမ်းစာတကယ်အလွတ်ရမှာပဲတင်ကျမ်းစာမရှိတော့ဘူးဆိုဘယ်မှာသွားဖတ်တော့မလဲထောင်ကျဘယ်မှာကျမ်းစာဖတ်တော့မလဲအဲ့ချိန်မှာအထဲမှာရထားတဲ့အလွတ်နဲ့ရတဲ့ကြောက်ချီးမွမ်းတော့မှာဖြစ်တယ်အဲကြောင့်အလွတ်ရဖို့လိုတာနော်တစ်ခါလေးကောင်းတော့ကောင်းတယ်နော်ကျွန်တော်ဘာပြောပြချင်လဲဆိုတော့ဒီနေ့ဒီလောက်လူသိန်းပေါင်းမြတ်6သိန်းလို့ကျမ်းစာထဲမှာရေးပေမဲ့ကလေးသူငယ်မှာပါတာ12သိန်း10သိန်းတော့ကြော်မှာပဲဒီလောက်လူအများကြီးတောက်လို့ရတဲ့အရေးကိုတစ်ပင်ချလိုက်တာနဲ့တောက်လို့ရတာဖြစ်တယ်ယေရှုခရစ်တော်ကလက်ဝါးကားတိုင်မှာအသေးခံတာဒီလောကမှာရှိတဲ့လူသားအားလုံးတော့အသေးခံနေတာဖြစ်တယ်အဲ့ဒါကိုယုံတယ်ရှင်အထက်မှာမယုံတဲ့လူများဘူးတကယ်ယုံတဲ့လူကတော့အမအိမ်နာအမည9နာရီဆိုရင်လည်းကျွန်တော်စောင့်လိုက်ဆူတောင်းဖို့ဆူတောင်းလိုက်ကြိုက်လားအရင်တော့ဆိုရင်ဖျားเจ้าလာလေအမြဲတမ်းနောက်ကျတခါလေကျွန်တော်ရှိမှလာတယ်နောက်ကျတယ်အခုစညကျွန်တော်9နာရီခွဲမှအိမ်ရောက်တယ်လေအဲ့ဒီအထိစောင့်တယ်ကျွန်တော်တခါလေရေမချိုးမနဲ့သူများရှိမှသွားမထိုင်ချင်ဘူးလေဒါပေမဲ့ तू စောင့်တာပဲ तू ဖျားရသွားလို့လေဟာလေရခရိယံပဲမဟုတ်ဘူးနော်အထဲမှာဖျားရသွားတာဖြစ်တယ်ရချင်ချင်းတယ်အဲ့ဒါကြောင့်ဒီနေ့ဂျေဇုတော်ဆိုတာဘာတစ်ခုမှအလုံးမလုပ်ဘူးခုနကိုမင်းဆွေရဲ့ဘလုံးသစိတ်ရတယ်လို့ပါအိမ်မှာချိတ်လိုက်သေးတယ်သူကတူရတာမဟုတ်ဘူးသူရတာလေရတာဟုတ်တာမဟုတ်သူတကယ်ရတာသူစကားဘယ်သူမှတောင်းလို့မရအောင်သူအပိုင်ဖြစ်သွားပြီဒါပေမဲ့သူဘလုံးကစားတာမစားဘူးလေအထဲမှာရောက်တာနဲ့သူရတာတကယ်လို့တာဘောလုံးကွင်းထဲမှာမရဘူးဆိုရင်မရဘူးမာရိကလည်းယေရှုခရစ်တော်အရှိမတာသူနားမထောင်ဘူးဆိုရင်မရဘူးအဲ့ဒါကြောင့်ကျွန်တော်ဖခင်ရဲ့ကျေးဇူးတော်ကိုတည်သွားတယ်ဆိုရင်ဒီနေ့ကိုမစူးစမ်းတော့ကောင်းလာဖြစ်ဖို့ရတဲ့ကောင်းလာရောက်ဖို့ရတဲ့ကိုမစူးစမ်းတော့ဖခင်ကျေးဇူးတော်ကိုတည်ခြင်းအဖြစ်ဣတရာလူမျိုးတွေတပင်တပီမဲ့နော်
ကဲဘာတခုမှမဆိုင်ဘူးဘာတခုမှမဆိုင်ဘူးယေရှုခရစ်တော်လက်ဝါးကိုက်တယ်မှာအသိခံတယ်အဲ့ဒါယုံလိုက်ရင်ရပြီလို့ပြောတာခုမှမဆိုင်ဘူးနော်မိဆာလန်73ကခုနကျွန်တော်ပြောတယ်ထာဝရဘုရားနဲ့ငါအတူထင်းငါရရှင်းမခံရဆိုရဟာနဲ့ဘာရှင်းချမ်းတော့လွတ်သွားတာလေဒါမှအထင်းကတဘောပေါက်သွားတာဒီနေ့ဘာတခုမှအလုပ်မလုပ်ဘဲနဲ့ဘာတခုမှတင်မကြိုးစားဘဲနဲ့ရမယ့်နည်းလက်ကယေရှုရှိမှာပဲရှိတယ်ယေရှုခရစ်တော်ကိုမမိကိတိပန်ရှေအဖြစ်ယုံကြည်လက်ခံတော်သူကကျေးဇူးတော်ကိုခံစားတော်သူဖြစ်တယ်ဟာလေလုယာကျွန်တော်တို့လောကမှာဘယ်လောက်ပဲကြိုးစားကြည့်ပါကျွန်တော်ဒီဖျားကြောင်ရဖို့ရအတွက်လဲအတကောကြိုးစားခဲ့ပြီကိုယ်ဆိုတော့မပါဘူးကျွန်တော်ဟိုအမတယောက်တော့အိုးအတကောသွားဖျားကျေးဇူးတော်ကအရင်လွယ်လုံးတယ်သူနဲ့အတူအလုံးလုံးတဲ့သူငယ်ချင်းပြောလိုက်ရင်အရင်ရမှာကျွန်တော်မီတင်မှာပြောတယ်တလားမှာ10တောင်း15တောင်း10ပေးဖို့ဆုံးဖြတ်ထားတာနော်ဟိုးပြီးခဲ့2023မှာအဲ့ဒါလုံးဝမရဘူးဒီမှာသွားစားတယ်လဲဆိုရင်ကျွန်တော်နေရာတော့မေ့ပြီနေရာအစုံလိုက်စားတယ်ဟိုအတင်းတော်လိုက်ရှာဟိုအတင်းတော်သွားဟိုအတင်းတော်သွားမရဘူးဒါပေမဲ့ကျေးဇူးတော်ကြောင့်ဘာတခုမှသွားစားမလို့နဲ့အလုပ်ထင်မှာတော့တွေ့ရနေရတာဖြစ်တယ်ဟာလေလုယာဒီနေ့ဘုရားသခင်ကျေးဇူးကိုတည်သွားရင်ကျွန်တော်ဘုရားလွတ်မြောက်မှာဖြစ်တယ်ဟာလေလုယာအကြောင်းမာတကဘယ်တော့ထိကြိုးစားလဲဆိုဒီလူမြောက်များစွာကျွေးဖို့ရတဲ့လောက်ထားတာဖြစ်တယ်ကြိုးစားသမျှအရာအားလုံးဆုံးခွေပြီဒီနေ့ခရိယန်တွေလည်းအများကြီးကြိုးစားတယ်ရှေးဖို့တွေအလူငွေတွေအမျိုးမျိုးကောင်းတာလုပ်ဖို့ဟိုဘုရားကြောင့်မှအမျိုးမျိုးလုပ်ပေးတယ်ပန်းတွေထိုးပေးတယ်သူချို့တွေဆိုရင်အမျိုးမျိုးလုပ်ပေးတယ်ဒါပေမဲ့ဒီအရာတွေကခုနဂီတာတီးတယ်ဂီတာတွေမတီးဘူးတီးတယ်အချိန်ပေးတီးတယ်ဒါပေမဲ့ဖယားကိုမရဘဲနဲ့တီးခဲ့ခြင်းကဖယားကနာညင်းတယ်လို့ပြောတယ်ဒါပေမဲ့ဒါဝိလက်ကသူတယောက်ထိပဲလူအများနဲ့မဟုတ်ဘူးသူတယောက်ထိပဲဘုရားချီးမွမ်းတဲ့အခါမှာသူ့ရဲ့ဆရာဖြစ်တဲ့သူ့ရဲ့ရောက်တိလေးဖြစ်တဲ့သူ့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ရှောလူအထက်မှာရှိတဲ့စာတန်တော်မှထွက်တာဖြစ်တယ်ဟာလေလုယာဒီနေ့ဘုရားသခင်ကကျွန်တော်တို့ဘိခရဘမှာကျွန်တော် focus ဂီတာတီးတာဘုရားချီးမွမ်းဖို့ဒီမှာလာရောက်တာဘုရားချီးမွမ်းဖို့ဒီနေ့ဘုရားသခင်နိုင်ဘုရားသခင်ဂျေဇုကိုတည်မယ်ဆိုရင်ဒီမှာရှိတော်သူအရောက်ဆက်တယ်အရောက်တန်းလွန်မြောက်မှာဖြစ်ပါတယ်ဆိုတဲ့အကြောင်းကိုဒီနေ့ဒီနှုတ်ဘတ်တော်အဖြစ်ဒီနေ့ပြောပြချင်တာဖြစ်ပါတယ်မာရိနဲ့မာတာကဲ့သို့အလုံးကြိုးစားပါမာတာကဲ့သို့ဒါပေမဲ့အတင်းကိုကောင်းတယ်လို့တစ်ခါမှမပြောကောင်းတယ်လို့တစ်ခါမှမပြောတာဘာကြောင့်လဲဆိုတက်မှန်ဂျေဇုတော်ကိုမသိဘဲနဲ့ဂျေဇုတော်အကြောင်းကိုမသိဘဲနဲ့လုပ်နေလို့ဖြစ်တယ်မာတာကဘာတစ်ခုမှအလုံးမလုပ်ဘူးတော့အေးစေဖျားစကားပေါက်သွားတာဖြစ်တယ်ဟာလေလုယာအဲဒါကြောင့်ဒီနေ့ဒီဂျေဇုတော်ကိုတည်တက်ဖွင့်ရတဲ့ဒီနေ့ပြတာဖြစ်ပါတယ်အဲကြောင့်ဒီနေ့ဂျေဇုတော်ကိုတည်ခြင်းကတင့်ဘဝအသက်လုံးချောင်းတာဖြစ်တယ်ကျွန်တော်အတွက်လည်းလုံးချောင်းတာဖြစ်တယ်မိသားစုအတွက်လည်းလုံးချောင်းတာဖြစ်တယ်ဆိုတဲ့အကြောင်းဒီနေ့ဝင်ငါပေးချင်တာဖြစ်ပါတယ်ဂျာနာတော်တို့ရောက်ရှိတဲ့အတွက်ဖျားခင်ထုကောင်းချီးပေးပါစေကျေးဇူးများတင်ပါတယ်